မင်္ဂလာပါရှင်လိုင်ဇာ TV ရဲ့မြန်မာဘာသာဖြင့်တင်တန်ဆက်မှုအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဆိုင်းတောင်တိုက်ပွဲဖြစ်စဉ်ရဲ့အကျဉ်းကိုဖော်ပြတင်ဆက်တော့ပါမယ်ကျွန်မကတင်တန်ဆက်သူရှင်းမုံပါဖားကန်ဆိုင်းတောင်မှာ KIA ပူးပေါင်းတပ်တွေနဲ့စစ်ကောင်စီတပ်အကြားပြီးခဲ့တဲ့စက်တင်ဘာလ4ရက်နေ့ကနေအောက်တိုဘာလ9ရက်နေ့အထိတလကြာတိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့ပါတယ်ဖားကန်ဆိုင်းတောင်ဟာ KIO တပ်မဟာ9ဌာနချုပ်အမှတ်6တပ်ရင်းကာကွယ်ရေးနေမြေအတွင်းမှာရှိတဲ့ရွာကြီးတွေရာဖြစ်ပါတယ်။ဆိုင်းတောင်ရွာမှာစစ်ကောင်စီတပ်စခန်းမရှိသလို KIA ဘက်ကတပ်ဆွဲထားခြင်းမျိုးလည်းမရှိခဲ့ပါဘူး။စစ်ကောင်စီရဲ့ရေးစခန်းတစ်ခုသာရှိခဲ့ပါတယ်။ဆိုင်းတောင်တိုက်ပွဲစတင်ဖြစ်ပေါ်လာပုံကစစ်ကောင်စီတပ်ဟာစက်တင်ဘာလ2ရက်နေ့ကဆိုင်းတောင်ဘက်ကိုထိုးစစ်ဆင်ဝင်လာကြပြီးစက်တင်ဘာ4ရက်နေ့မှာ KIA ပူးပေါင်းတပ်တွေရှိတဲ့လုံဆိုင်ဘုံနဲ့ကဝါကောင်ဘက်ကိုစတင်တိုက်ခိုက်လာရာကနေနှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ခြင်းဖြစ်ပါတယ်။စက်တင်ဘာလ9ရက်နေ့မှာတော့စစ်ကောင်စီတပ်တွေဟာဆိုင်းတောင် Lucky Man Hotel မှာပြန်လည်နေရာချပြီးတပ်ဆွဲနေထိုင်ခဲ့ကြပါတယ်။ဆိုင်းတောင်မှာရှိတဲ့ခမရ116 119ရေးစခန်းရှမ်းနီအဖွဲ့ပူးပေါင်းပြီးအင်အား90ဝန်းကျင်နဲ့ဒုတိယဗိုလ်မှူးကြီးတပ်ပိုင်ထုံးဦးဆောင်တဲ့အဖွဲ့တွေကိုKIA ပူးပေါင်းတပ်တွေကဝင်ရောက်တိုက်ခိုက်ခဲ့ရာကတိုက်ပွဲပြင်းထန်ပြီးတိုက်ပွဲကာလကြာမြင့်ခဲ့တာဖြစ်တယ်လို့တာဝန်ရှိသူတို့ကအခုလိုပြောပါတယ်။ဒီနေ့ကလုံဆိုင်ဘုံကဝါဘုံမှုအဖေရှမ်းတဲ့တုံး UM ကျော်ပြင်ဝါဘတ်ရငါတဲ့ကနာရှရဲဂရောဝါချန်အန်ဒါတပ်မှုအန်ကျေလက်တာကိုရဲမတ်ရဲချောင်းရှမ်းတဲ့ခရုခင်ဂရုမ်ဆာဝါနီကိုလက်ကြီးမန်ဟိုတဲ့ကိုရှမ်းမတ်ဝါတဲ့ဝနာဘလူနာမတူစွန်ခတ်ကြောင့်ဘလူခေါ်မကျော်မချန်ဖောင်ဂလူမတဲ့ရငါLucky Man Hotel ဟာဖားကန်ဆိုင်းတောင်ရက်ကွက်၄မှာရှိပြီးတော့စီးပွားရေးလုပ်ငန်းရှင်တွေဖွင့်ထားတဲ့ Night Club, Casino, Karaoke, ဖေးဝိုင်းအစုံရှိတဲ့ဟိုတယ်ဖြစ်တယ်လို့သိရပါတယ်။၎င်းဟိုတယ်မှာစခန်းချထားတဲ့စစ်ကောင်စီတပ်သားတွေဟာဒေသခံပြည်သူတွေကိုအတင်းအကျပ်စစ်ဆေးမေးမြန်းတာငွေကြေးချင်းချောက်တောင်းယူတာတွေနဲ့အပြစ်မရှိဖမ်းဆီးတာတွေလှုပ်ဆောင်ခဲ့ပါတယ်။စိန်တုံမရတဲ့စက်တင်ဘာစနစ်ရရှိနေတဲ့စစ်ကောင်စီစစ်ကြောင်းဆောင်ဝါနာအနေနဲ့ကိမီဟိုတယ်တဲ့ဆောင်ရာနဲ့မနာကပ်ကိုရီရောရှလာလာတော့လို့မနီဖတ်ကိုတဲ့တကိမဟတဲ့ဆောင်တဲ့လိုက်ဝမမှုရှာမရမစုံပဲကပ်စတိုင်လငယ်ဝလကိုခလာတဲ့မရမစုံနာမန်ကိုတပတ်ရှယ်နိုင်ကူညီမတင်နေဝတ်ထားတဲ့ရဲ့ကပ်တော်ရဲ့တဲ့လကိမဟတဲ့ကိုမာရှနေတစကန်ရင်ဒါမရှာနေငိုင်Lucky Man Hotel အတွင်းမှာဖမ်းဆီးထားတဲ့ပြည်သူတွေကိုလွတ်ပေးဖို့အတွက် PCG တာဝန်ခံတွေကတွားရောက်ညှိနှိုင်းခဲ့ပေမဲ့ပြန်လွတ်ပေးခဲ့ခြင်းမရှိခဲ့ပါဘူး။ Lucky Man Hotel မှာစစ်ကောင်စီတပ်တွေတပ်ဆွဲထားစဉ်အချိန်တွင်းမှာပဲစက်တင်ဘာလ12ရက်နေ့မှာဖားကန်ဆိုင်းတောင်ရက်ကွက်3မှာရှိတဲ့ကြောက်တွဲတောင်ရဲစခန်းကို KIA ပူးပေါင်းတပ်တွေကတိုက်ခိုက်သိမ်းယူနိုင်ခဲ့ပါတယ်။ရဲစခန်းကိုသိမ်းပြီးတဲ့နောက်ဆိုင်းတောင်မြို့ထဲမှာနေရာဝင်ယူပြီးလက်ကျန်စစ်ကောင်စီတပ်သားတွေကိုဆက်လက်တိုက်ထုတ်ခဲ့ပါတယ်။စစ်ကောင်စီဘက်ကနေလည်းဂျက်ဖိုက်တာဝိုင်ထွဲလေယာဉ်တွေနဲ့ဘုံကျဲတိုက်ခိုက်တာအပြင်ဖားကန်ဗျူဟာကုန်းကနေလက်နက်ကြီးတွေနဲ့ပစ်ခတ်တာတွေလှုပ်ဆောင်ခဲ့ပါတယ်။တိုက်ပွဲကာလကြာလာတာနဲ့အမျှပြည်သူထိခိုက်မှုတွေများလာတာကြောင့်အောက်တိုဘာ10ရက်နဲ့9ရက်နေ့မှာ Lucky Man Hotel အတွင်းမှာရှိတဲ့စစ်ကောင်စီတပ်တွေကိုအပြင်းအထန်ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးသိမ်းယူနိုင်ခဲ့တာဖြစ်ပါတယ်။စစ်လက်နက်တွေအများပြားရရှိပြီးတော့ဟိုတယ်တစ်ခုလုံးပျက်စီးသွားခဲ့ပါတယ်။ထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်သားတချို့ဟာဥရုချောင်းမှာနှိမ့်မြုပ်သေးဆုံးတာရှိပြီးအလောင်းတွေကိုကောင်းမွန်စွာတကြိုပေးခဲ့ကြတယ်လို့လည်းရှေ့တန်းတည်ရမြစ်တွေစီကနေသိရပါတယ်။တိုက်ပွဲအတွင်းမှာစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့လက်နက်ကြီးကြောင့်ဒေသခံ38ယောက်ထိခိုက်ဒဏ်ရာရပြီး16ယောက်သေဆုံးခဲ့ပါတယ်။စစ်ကောင်စီတပ်သားတွေရဲ့ရှို့မီးကြောင့်အိမ်ခြေ185အိမ်ပျက်စီးခဲ့ရပြီးလေကြောင်းတိုက်ခိုက်မှုကြောင့်68အိမ်ပျက်စီးကအိမ်ဖောက်ခိုးယူမှုတွေကြောင့်အိမ်ခြေ30ခန့်ပျက်စီးခဲ့တယ်လို့စုံစမ်းသိရှိရပါတယ်။အိမ်ခြေ1525အိမ်စစ်ဆောင်ပြည်သူ6925ယောက်ဟာစစ်သိမ်းဆောင်နေကြရပြီးတမဟာ9ရဲ့တာဝန်ရှိသူတွေကအသက်နိုင်ဆုံးကူညီစောင့်ရှောက်မှုတွေပေးနေတယ်လို့လည်းသိရပါတယ်။အခုချိန်မှာတော့ဆိုင်းတောင်မြို့မှာရှင်းလင်းရေးတွေလှုပ်ဆောင်နေပြီးတော့နေအိမ်ပျက်စီးသွားတဲ့ပြည်သူတွေဟာနေရက်မပြန်နိုင်ကြသေးဘူးလို့လည်းသိရပါတယ်။လိုက်စာ TV ကိုကြည့်ရှုနားဆင်ခဲ့ကြတဲ့မိဘပြည်သူအပေါင်းကိုစိတ်နှဖျားရှင်လန်းချမ်းမြေ့ကြပါစေရှင်။ကျေးဇူးတင်ပါတယ်။